အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မဥဟင်းချက်ပြမှာဖြစ်ပါတယ်ဥတော့ဥပေါ့နော်ဒါပေမဲ့ငါဥပါအဲ့တော့စပြီးတော့ဒီပိုင်းလေးတင်လိုက်ပါတယ်ပြီးရင်တော့ထုံးစံတိုင်းမှာပဲနော်စီလေးနဲ့ထည့်ပြီးတော့စီတက်ပါမယ်ရှင်စီလေးနဲ့ဆူလာပြီဆိုတော့ဆွနွေးမုံလေးနဲ့ထည့်ပါလေဆွနွေးမုံလေးနဲ့ထည့်ပြီးရင်တော့ကျွန်မကျင်းတက်တုံပြူတက်တုံကြီးထောင်းထားတာလေးထည့်ပြီးတော့စီတက်မှာဖြစ်ပါတယ်ရှင်ပြီးရင်တော့အကြောင်းလေးမုံလေးနဲ့ထည့်လိုက်ပါတယ်အကြောင်းလေးမုံလေးထည့်ပြီးတော့လည်းပြန်ပြီးတော့ထပ်ပြီးစီတက်ပေးပါဖြစ်ပါတယ်ဒါလေးတွေကတော့ရိုးရှင်းလွယ်ကူပါတယ်เนาะဘာမှတူတူဆန်းဆန်းတူတော့မရှိပါဘူးဒါပေမဲ့လည်းဒီငါးဥလိုငါးဟင်းလိုချက်တဲ့ခါမှာတော့ဂျင်းလေးကိုတော့ထည့်ပြီးတော့သုံးပါတယ်ပြီးရင်တော့ဒီလိုအနေထားလေးရောက်သွားပါတယ်ငါးဥလေးထည့်တာမကြိုက်လိုက်ရပါဘူးရှင်ပြီးရင်တော့ကျွန်မရေနွေးလေးပေါ့เนาะရေမဟုတ်ဘဲနဲ့ရေနွေးလေးနည်းနည်းထည့်ပါတယ်ထည့်ရငါးဥလေးကျက်သွားအောင်ပေါ့เนาะတစုံအကွေးငါးအနွေးလို့တော့ပြောကြတာပဲပေါ့ဒါပေမဲ့လည်းပဲတကယ်ချက်တဲ့အခါမှာတော့ငါးဥလေးတွေကလေထဲထဲမှာနီနီရဲလေးနဲ့မကျက်ဘူးဖြစ်တတ်ပါတယ်သူကတိတ်ကြီးနေရဆိုတော့เนาะထဲထဲမှာအဲဒါကြောင့်မလို့ရင်းနေလေးနည်းနည်းထည့်ပြီးချက်လိုက်တာဖြစ်ပါတယ်ရှင်ဒီလိုနေထားလေးရရင်တော့စားလို့ရပြီပေါ့เนาะအဲ့မှာကျွန်မနည်းနည်းပင်နဲ့ဒီရှမ်းနည်းနည်းပေါ့เนาะအိမ်မှာစိုက်ထားတဲ့ဟာလေးကိုထည့်ပါတယ်အပင်လိုက်ပဲထည့်လိုက်တာဘာဖြစ်လို့လဲဆိုတော့အိမ်မှာနည်းနည်းမစားတဲ့သူတွေရှိနေတော့လေအဲ့ဒါဖယ်ပြီးစားနေရမှာဆိုလို့အနံ့ကလည်းမွေးချင်တာဆိုတော့အဲ့လိုမျိုးလေးပဲအရွက်လိုက်အပင်လိုက်ကလေးပေါ့เนาะထည့်လိုက်ပါတယ်ကျွန်မရောက်တဲ့နေရာမှာတော့ဝယ်ဖို့လည်းတိတ်ရှားပါတော့လေเนาะကိုယ်တိုင်စိုက်ထားတာဖြစ်ပါတယ်အခုဆိုရင်တော့ဝီးကြိုင်ပြီးတော့အားနဲ့ပြည့်စုံတဲ့ငါးဥကြီးလေးရပါပြီရှင်ကလေးငယ်လေးတွေနဲ့လည်းအထူးကိုတင်နေရပါတယ်ဒီပုံနောက်မညံအတွက်လည်းအထူးစင်ပြေစေပါတယ်ရလို့ရှိရင်တော့ဒီလိုမျိုးလေးချက်စားကြည့်ကြပါเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်